သုံးပုံအာကုန်ဆောင်နိုင်တယ်ဆိုဒီမှာရိုးရိုးဆောင်နိုင်တာမဟုတ်ဘူးနော်သူများနေလို့စားလို့သမီးတို့ကလွတ်ကျက်တာမကောင်းဘူးလို့ဆရာပြောနေတယ်အဲ့ကိုတော်ကြီးတော့ဘာလို့ချီကျူးနေလဲအလွတ်ကျက်တတ်တဲ့ဉာဏ်နဲ့ရှိတာမဟုတ်ဘူးနော်ကျက်တယ်လို့မေးအလွတ်ကျက်တယ်ဆိုတာဗိဓိကသုံးပုံစာအုပ်တွေကစာမျက်နှာပုံနဲ့အများကြီးမေးတဲ့စာတော့ကိုတော့မေးချင်တဲ့အပိုက်ကိုကောက်မေးရနော်ဘယ်အပိုက်ကိုမေးမယ်လဲကြိုပြောတာမဟုတ်ဘူးဟေးဘယ်အုပ်ကဘယ်လူကဘယ်အထက်ကဘယ်ဝက်ကဘယ်ဟာကိုရွတ်ပြသားဆိုရင်တော်ရွတ်ပြတယ်ဆရာတော်ကြီးရဲ့စွမ်းရင်ကအဲ့လိုရွတ်ပြနိုင်စွမ်းနေမဟုတ်ဘူးအဲ့ဒီမှာရေးရတာဘာမှားနေတယ်အဲ့ဒီအချက်ကဖြစ်နေတာပါတကယ်အမှန်ကဘာဖြစ်နိုင်ပါလဲအဲ့ဒီကိုဝေဖန်ထောက်ပြနိုင်တဲ့စွမ်းရင်မှသူ့မှာရှိတာအဲ့ဒါကြောင့်ဗိဓိကသုံးဖို့အောင်တဲ့ပုဂ္ဂိုလ်တွေမှာအထူးကျော်ဆုံးအတော်ဆုံးပုဂ္ဂိုလ်ဘာဖြစ်ပါရှာရှာပပနိုင်ငံတကာတော့ကုန်ပြီပါဗီဇာသူရသမျှအကုန်လုံးပြန်ပြီးကြောင်းနေကြောင်းအကုန်လုပ်တယ်ဆရာတို့ကြီးကကြည့်လိုက်လို့ရှိရင်အမြဲတမ်းသူ့ရဲ့အခန်းလေးထဲမှာအမြဲတမ်းသွားစာဆိုရင်ဒီလိုလေးလုပ်တယ်စာအုပ်တော့ရွတ်နေရင်တော့ဒီလိုလေးသူကတစ်ခါလေးလေးစာရွတ်နေလို့ရှိရင်သူ့စာအုပ်ထဲမှာဖတ်ပူတာပါသူ့ပေါ်မှာယုံထားတဲ့သင်္ကန်းတွေပါလေသူကလွတ်ကြွကြနေတတ်တယ်အမြဲတမ်းသူ့အာယုံကစာထဲမှာပဲရှိတဲ့ခါကျတော့သင်္ကန်းကိုဝတ်ထားမှလည်းအပေါ်မှာယုံထားမှလည်းသူမသိတော့စာထဲမှာပဲအာယုံဒါကြောင့်မို့သူစာရွတ်နေပြီစာဖတ်နေပြီသူ့အခန်းထဲကိုဘယ်တကာမှပေးမဝင်လိုက်တဲ့အခါမှာသူ့ရဲ့အသွင်သဏ္ဍာန်ကိုမြင်သွားရင်တကာမှအချီညိုစိတ်ပြတ်သွားမှကြောက်ကဲနော်ပြောရရင်ဗိဓိကသုံးပုံမှာစာလဲအလွန်တတ်တဲ့ပုဂ္ဂိုလ်တနိုင်ငံလုံးကလည်းကြီးညိုနေတဲ့ဘဲကိုသွားအကုန်လုံးလူတွေကလမ်းပေါ်မှာတခါတည်းဥမောက်ချပြီးတော့ကြော့နေတဲ့ဆရာတော်ကြီးဟာသူ့ကျောင်းမင်းကုန်းစကိုင်းတော့ယူကသူ့ကျောင်းကိုပြန်ရောက်ပါတယ်ရောက်ပြီးတော့တနေ့တော့ဆရာတော်ကြီးကမန္တလေးကိုသွားမယ်ဆိုပြီးတော့သူကသင်္ဘောစိတ်ကိုဆင်းပါတယ်ဆရာတော်ကြီးကတပါးတဲ့သူတပါးတဲ့သင်္ဘောစိတ်ကလေးကိုဆင်းမယ်ဆိုပြီးတော့ထီးလေးကိုကြမ်းကြပ်ပြီးတော့ဆင်းလာတဲ့အခါမှာသူ့ကိုပထမဦးဆုံးစိုက်ကားသမားကဟိုရှိကဘုန်းကြီးဘေးဖယ်လို့អော်တယ်တဲ့သူ့ကိုဗိဓိကသုံးဖို့အာကုန်ဆောင်နေသောပုဂ္ဂိုလ်လို့သိလားမသိဘူးနောက်တစ်ခါတနေရာရောက်ပြန်တော့ကုံထမ်းသမားတယောက်ကကုံထမ်းလာရင်လည်းသူ့ကိုဝင်တိုက်သွားတယ်ပိန်မိန်လေးဘုန်းကြီးကခြာလက်ပတ်လည်းလဲသွားတယ်ဟောဒုက္ခပဲသူကရှောင်လိုက်တယ်ဆရာတော်ကြီးကနောက်တစ်ခါဟိုဘက်ကတစ်ခါဆက်ပြီးတော့ဖိမောစိတ်စင်ကနေကြမှာစိုက်ကားသမားကိုတော့ဘေးဖယ်အော်ပြန်အောင်တခါတည်းအဲ့တော့သူ့မှာဖြစ်နေတာအကြည့်နော်တနိုင်ငံလုံးကအကုန်လုံးဂုံပြူပြီးတော့ချီးကျူးပြီးတော့တခါတည်းချီးမြှောက်နေတဲ့ပုံကိုကြီးကသူ့ဒေသကဖိမောစိတ်ကန်းကကုံထမ်းသမားတွေစိုက်ကားသမားတွေကူလီတွေသူ့ကိုသိလားသူ့ကိုမသိနော်အားလုံးဒီကြော်ကြားနေတဲ့တနိုင်ငံလုံးကကဘာကြော်နေတဲ့ပုံကိုဒီဘက်ကကုံထမ်းသမားစိုက်ကားသမားကူလီသိလားမသိဘူးအဲ့မှာဆရာတော်ကြီးကလေသူများဆိုရင်ဒီလိုတရားရမှာမဟုတ်ဘူးဆရာတော်ကြီးကလေခါတွေ့လေးရက်လိုက်တယ်တဲ့ရက်လိုက်ပြီးတော့သူပြောတဲ့စကားလေးတကွန်ဆရာမှတ်ထားတယ်သူအဲ့ဒီမှာဆရာတော်ကြီးရွတ်လိုက်တဲ့စကားလုံးလေးအော်တဲ့သူကသူ့ကိုသူဆင်ញလာနော်ငါအောင်ထားတဲ့စာမွေးပဲဟာအောင်ချောင်းသိတဲ့လူတွေသာအသုံးဝင်ပါပေါ့လားကဲသူဒီလောက်တော့ခဖားကျော်အောင်တဲ့စာမွေးပဲဟာအောင်ချောင်းသိတဲ့လူသာအသုံးဝင်ဘူးလားအောင်ချောင်းမသိတဲ့ကူလီတွေစိတ်ကားသမားတွေအတွက်အသုံးဝင်လားဝင်ဘူးသူဆက်ပြောတာလေးနားထောင်လိုက်ဦးပူဇော်ဝဲအခမ်းအနားမှာသာတန်ဖိုးရှိတာပါလားငါကဗိဓိကသုံးပုံအာကုန်ဆောင်ရတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ငါ့ကိုပူဇော်နေတဲ့ဟောလို့အခမ်းအနားမျိုးမှသာငါကတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ကြီးပါလားဟောဒီမင်းကိုစိတ်ကမှ तू တန်ဖိုးရှိသေးရဲ့လားသူ့အလားဖြစ်နေပြီဘယ်သူမှသူ့ကိုမသိကြဘူးနောက်သူဆက်ပြောသေးတယ်နော်စိတ်ညစ်နေတာဆရာတော်ကြီးစိတ်ညစ်နေတာအောင်မြင်မှုကိုရစ်မှုအချိန်ဖြုံးနေရင်ငါပဲနစ်နာပါတော့ပါလားငါပဲနစ်နာတော့မှာပါလားကဲငါဗိဓိကသုံးပုံကြီးအောင်ထားတယ်ငါတော်တယ်ငါတတ်တယ်ဆိုပြီးတော့အောင်မြင်မှုကရင်မှုနေငါဘာဖြစ်တော့မလဲငါနစ်နာတော့မယ်နင်ဘုံတော့မယ်သိသူရောမသိသူတွေကြားမှာပါအသုံးဝင်တာကပฏิပတ်ပါလားသူကအဲ့ဒီမှာငါသိရမယ်ပฏิပတ်ဆိုတော့သူကသူတခါတည်းဆင်ញင်တာဘာလို့ဆင်ញင်လိုက်လဲလောကမှာငါဆင်ញင်ပြီးတော့ငါကိုယ်တိုင်စိတ်ထဲနှလုံးထဲမှာအမြဲသွင်းပြီးတော့ငါကိုယ်တိုင်အမြဲတမ်းစိတ်ထဲနှလုံးထဲမှာသွင်းပြီးတော့ငါကြိုးပမ်းလေးလာအားထုတ်နေရမှာအဓိက
သီလသမာဓိပညာပါလားလူတွေရဲ့ချီးမြှောက်မှုကိုယဉ်မှုနေလို့ရသလားလူတွေရဲ့ဂယုစိုက်ခြင်းမစိုက်ခြင်းကိုယဉ်မှုနေလို့ရလားသူများတွေဂယုစိုက်သည်ဖြစ်စေဂယုမစိုက်သည်ဖြစ်စေသူများတွေသိသည်ဖြစ်စေမသိသည်ဖြစ်စေသူများတွေကတန်ဖိုးထားသည်ဖြစ်စေမတန်ဖိုးမထားသည်ဖြစ်စေကိုယ်မှာတကယ်ရှိရတာကပါလေသီလသမာဓိပညာ